ဒီနေ့ကတော့ကာလာစလိုက်ကြမယ်။မနေ့ပြန်ကြရင်တော့ဆွဲနီးဆွဲဟန်အခြေခံလေးတွေပြပေးသွားမယ်နော်။ Okayအဲ့ဒါစမယ်။ဘာကြောင့်ဒီနေ့တင်ပါလဲဆိုတော့ဒီနေ့ကကာလာအကြောင်းလေးပေါ့နော်။ကာလာ theory အပိုင်းတွေကိုနားလည်အောင်လုပ်ထားမယ်ဆိုကြအောင်။ကာလာတွေထဲမှာကိုဘာလေးလာမယ်ဆို color chat we ဆိုတာရှိရယ်ဒါတော့မြင်နေရတဲ့ color chat we ရပေါ့နော်အဲ့တေချာ graphic design တို့ပကြီးတို့ပြရမဆိုဒီပုံဆွဲတဲ့ပိုင်းတွေနဲ့ပတ်သက်လာတဲ့အခါကျရင် design နဲ့မလဲပတ်သက်တဲ့အခါကျရင်ဒီ color chat we တွေကတည်ထားဖို့လိုအပ်တဲ့ထဲမှာပါတယ်ပေါ့နော်အဓိကအခြေခံအားဖြင့် RGB ဆိုပြီးတော့သုံးရဲ RGB လို့လည်းခေါ်တယ်လို့တခါကြရင် RGB ဆိုတာကတော့ red ရဲ့ G က green ရဲ့ V က blue ရဲ့ပါဒါပေမဲ့တခါကြရင် green နေရာမှာ yellow လို့ပဲတချို့ကပြောကြပါတယ်အခြေခံအရာပေါ့နော် red blue yellow ရှိရယ် red blue green ရှိရယ်ပေါ့ပုံလေးကအတိုင်းပဲဒီမှာ RGB သုံးထားရင်RGB secondary ရောင်းတော့ဒီမှာတော့အဝါရောင်ဘာလို့လဲဆိုတော့ R နဲ့ G နဲ့ရောဆက်လိုက်တဲ့အခါမှာအဝါရောင်ထွက်တယ်ပြီးရင် R နဲ့ B နဲ့ဟိုက red နဲ့ blue နဲ့နီရောင်နဲ့ပြောင်းနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာခင်းရောင်လေးထွက်တယ်ပြီးတော့ B နဲ့ green နဲ့ blue နဲ့ရောင်ပြောင်းလိုက်တဲ့အချိန်မှာအပြာနုရောင်ထွက်တယ်ဒါ RGB ရဲ့သဘောတရားပဲဟို printing တွေကကြတော့ CMYK ကိုသုံးတာများတယ် CMYK ကိုသုံးကြတယ် printing ပိုင်းနဲ့ပတ်သက်လာရင်တော့ဟိုprinting နဲ့ပတ်သက်တော့ပုံနှိပ်စက်တွေနဲ့ပတ်သက်လာရင်တော့ဒီအရောင်ကိုသုံးကြ CMYK C ဆိုတာ cyan and ဆိုတာဒီအပိုင်းရောင်မကြဟာလေး magenta ဆိုဟာ Y က yellow ဟို K က black ဒီမြတ်သွားပါပြီးသွားရင် secondary ရောင်ဆိုတာအကြတော့ခုနအရောင်ဆက်တဲ့ဟာပြတက်ဟိုတက်ကကြတော့နောက်ထပ်ဥမာစัญญဘချင်းနောက်ထပ် secondary အရောင်မထပ်ပြီးတော့ဆက်လိုက်တဲ့အခါမှာဟိုတက်အရောင်လေးထွက်လာတယ်တတိယအရောင်လေးဆိုတာထွက်လာပါတယ် okay ဒီအရောင်နဲ့ပတ်သက်တဲ့မှာပတ်တန်တွေအများကြီးရှိရပေါ့နော်အဲ့ဒါကိုလည်းကိုကဒီထက်ပို့ပြီးတော့အသေးစိတ်လေးလိုက်ဆက်ပြီးတွေ့အောင်ပါ okay နောက်တစ်ခုအရေးကြီးရဲ့ဥစ္စာပြောပါမယ်နောက်တစ်ခုကကျတော့အပူရောင်နဲ့အေးရောင်ဆိုပြီးတော့နှစ်မျိုးခွဲတယ်အရောင်မှာအပူရောင်နဲ့အေးရောင်နှစ်မျိုးရှိပါတယ်အပူရောင်ဆိုတာကျတော့အနီရောင်တို့ဒီဘက်ဟိုသူကစဝိုင်းတစ်ခုမှတစ်ချမ်းချမ်းတာဗျာအဲ့တစ်ချမ်းမှာကျတော့ one color လို့ခေါ်တဲ့အနွေးရောင်အပူတက်ပါတဲ့အနွေးရောင်ရယ်ဟိုတစ်ဖက်တစ်ချမ်းပဲဘက်ချမ်းကတော့အပြာရောင်တို့ခင်းရောင်တို့စိမ်းရောင်တို့ပါတဲ့ရောင်တွေကိုကို color ဆိုပြီးတော့သူကခွဲပြထားတယ်ကို color ဆိုတာအေးမြတဲ့အရာပေါ့နော်ဟိုအေးချမ်းတဲ့အရာပေါ့အဲone color ကကြတော့ဟိုပူလောင်တဲ့အရာပူလောင်စေတဲ့အရာနှွေးထွေးစေတဲ့အရာတွေကဘာရှိလဲဆိုရင်အများအပြားအနီရောင်လိမ်မောရောင်အဝါရောင်အစိမ်းနုရောင်စသည်ဖြင့်ပေါ့နော်ကို color တော့ဒီအတိုင်းအမဲရောင်အခင်းရောင်တို့အပြာရောင်တို့စိမ်းရောင်တို့အရာပတ်တွေသွားပါတယ်တခါလေကျရင်ခိုးကာလာမှာရှိတဲ့ဒီအပြာရောင်တွေဘာကြီးမှာ1ကာလာဆိုဖြစ်သွားတဲ့အချိန်ရှိရပဲအချိန်မှာဆိုဥပမာအပြာရင်းရောင်ကဟာအပြာပေါ့နော်အပြာဟိုမှအရင်လေးကိုကာလာပဲသွားပြီးလူနေအရင်တောက်လာတယ်ဆိုရင်1ကာလာရောက်တယ်ပေါ့နော်ဥပမာအပြာကိုမှဟို dead ပါတယ်အနိုင်ဟို dead နဲ့ dead ရောင်ပါပေါ့နော်အမောင်ရောင်ပါတဲ့အပြာအောင်ဆိုရင်ကိုကာလာဘက်ကိုသွားပြီးတော့အရင်တောက်ပြီးတော့ပူလောင်စေတဲ့အရာစကူကြီးလိုက်ရင်ပူလောင်စေတယ်ဆိုရင်လည်းအဲ့တော့1ကာလာကိုသွားတဲ့အရာအဲ့လိုမျိုးကြီးလည်းရှိပါတယ် okay တခါကျရင်အရာမှတခါကျရင်အတိတ်ပဲလေးတွေကိုကသူကခွဲထားရရှိရယ်ဥပမာပေါ့ red အနီရောင်ဆိုရင်ရဲရင်ချင်းကိုစားပြတယ်ဒီမှာပါပါတယ်
အနီရောင်ဆိုရင်ရဲရင်ချင်းကိုစားပြုရဲ့ပူလောင်စေတဲ့passion ရှိရဲ့ bravery တတိရှိရဲ့ပြင်အချစ်နဲ့ပတ်သက်တဲ့အရာပေါ့ပူလောင်စေတဲ့အရာအမြဲတွေးဆတဲ့အရာကအနီရောင်ကိုသုံးတာများပါတယ်ရဲရင်နဲ့အနီရောင်သုံးတယ်ပေါ့နော်ဥပမာသွေးရောင်လို့ပါတယ်အဲ့လိုပုံစံမျိုးပါနောက်တစ်ခုက orange ဆိုရင်သူက energetic ဖြစ်တဲ့အားရှိစေတဲ့အရာမျိုးပေါ့ confidence ရှိရဲ့ကျန်းမာရေးရတယ်ကိုစားပြုတဲ့တစ်ခါကျရင် one နှွေးထွေးတဲ့အရာကိုစားပြုရမျိုးရှိပါ fan ပေါ့နော်ပျော်ပါတပေါ်ကြတဲ့ပုံစံမျိုးပေါ့ okay နောက်တစ်ခုဒီမှာလည်းဒီကနေကြည့်လိုက်ရပါတယ်အနီရောင်ဆို exciting demand and attention stay show this color actually rise heart rate တော့အခါကျနှလုံးခုန်နှုန်းကိုပြတဲ့ဥစ္စာမှာလေသူအများဖြင့်အဲ့အနီရောင်ကိုအဲ့နေရာမှာသုံးများကြတယ် orange ကတော့ရွယ်ချက်မှန်းချက်မြင်မာတဲ့သူကိုစားပြရအခါကျရင်ပြရဲအပျော်ပါကိုခုံမတဲ့သူတွေလို့လဲ orange နဲ့တစ်ခါကျရင်ကိုစားပြ yellow ကကျတော့တစ်ခါကျရင်များသောအားဖြင့်အနုပညာမှာဖိုက်စာတဲ့အရာဆိုပြီးတော့စနောက်ပြီးပြောကြမှာဟုတ်ပါရဲ့ဝါရောင်ကခါကျရင်ဖိုက်စာပိုကြည့်လေပိုပြီးတော့ပိုဖိုက်စာရရှိရပါတော့အဲ့ဒါဘာလို့လဲဆိုတော့အဲ့ကြောင့်တစ်ခါကျရင်အစားတောက်ဓာတ်ပုံတွေအစားတောက်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေရိုက်တဲ့အခါမှာအဝါရောင်လေးတွေကိုသုံးထားတတ်တာရှိပါတယ်ဘာလို့ဆိုတော့အဝါရောင်ကစားခြင်းလို့စိတ်ကိုမြင့်တင်ပေးရပါတော့သူရဲ့အဓိပ္ပာယ်အကျတော့ happiness optimism သူကဘဝမှာအပြည့်ရှင်မှုကိုနေတဲ့သဘောကျတဲ့သူမျိုးဆိုရင်အရဲလို့ကိုစားပြည့်အစိမ်းရောင်ကျတော့ nature ပေါ့နော်တဘာဝနဲ့ပတ်သက်တဲ့အရာပေါ့အစိမ်းရောင်ကကြီးထွားစေတဲ့အရာပြီးmanly နဲ့ပတ်သက်ပြီးတော့လေတင်စားတာရှိရဲ့နောက်ပြီးတော့မျက်လုံးအေဂျင့်စီရဲ့အရာတချို့ကတီအေဂျင့်စီရဲ့အရာမျိုးဆိုရင်စိမ်းရောင်သုံးတတ်တာရှိပါရဲ့ဒါပေမဲ့အပြာရောင်ကတော့တကယ်ပေါ့အေဂျင့်တည်ငြိမ်တဲ့စိတ်ကိုမြင်လို့တဲ့သူတွေကအပြာရောင်လို့ကိုစားပြုတယ်အပြာရောင်မှာ trust ယုံကြည်မှုနဲ့ right သစ္စာရှိမှုကိုစားပြုရပေါ့နော်ပြီးအဲ့ဒါကောင်းကင်တို့ဘာလို့ရောင်လိုမျိုးလေးဆိုရင်လည်းလူတွေတော်တော်များများသဘောကျကြပါလူတွေကသစ္စာရှိခံရတာလည်းပေါ့ကြရပေါ့ယုံကြည်မှုကိုလည်းသဘောကျကြရပေါ့ပြီး violet ကကြ reality violet ကကြတော့သူကဂုံတီမြင့်တဲ့နေရာမှာအသုံးချကြရများတယ်အဲ့ဒါနဲ့violet နဲ့ပတ်သက်ပြီးတော့သူအစင်းမြင့်တဲ့နေရာမှာသုံးတယ်ဆိုပြီးတော့ရှေးရယူရှိရပေါ့နော်ဥပမာ Elizabeth ဘုရင်မရဲ့ crown ကခင်းရောင်အယောင်လေးတန်းတာလေးပါရဲဆိုပြီးပြောဖို့ပေါ့နော်အဲ့လိုခင်းရောင်ဝတ်ဆင်တယ်ဆိုတာကသူကလူကြီးလူကောင်းတွေမှာဝတ်ဆင်တယ်ဆိုပြီးတော့အရင်တော့တွေးခေါ်ရှိဖို့ပေါ့နော်မြတ်တယ်ပေါ့ gray ကကျ solid tightness gray ကလည်းသူ့ထိပ်ပဲလေးနဲ့သူရှိရ brown ကကျတော့ဒီ organic ပါဥပမာပေါ့နော်စွမ်းmagic နဲ့ပတ်သက်ရင်ash တို့ပါလို့ရှိရလေမြေတရားစားတော့တပိုးထားတဲ့သူတို့မြေတရားစားတဲ့ပတ်သက်ကျန်းတန်းတဲ့သူတို့တော်များအယူရောင်ကြိုက်ကြတာများ white ကတော့ဒီဒါပေမဲ့ cleanness တန်ရှင်းတာကြိုက်တဲ့သူ clarity ကြည်လင်းရှင်းတန်တာတို့စိတ်ဖြူစင်တာမျိုးကျရင် white ကိုသုံးရပါတော့ black ကကျတော့ power ကိုယ့်ရဲ့အင်အားကိုစားပြုရလမ်းကျပါနော် straight နဲ့ authority အဲ့လိုကိုစားပြုအဲ့လိုအယောင်လေးရဲ့သူအဓိပ္ပာယ်လေးနဲ့သူရှိတတ်တာကိုလေကိုကလေးလာတက်ပါပေါ့နော်အဲ့အယောင်လေးတွေနားလဲမှာကိုကဘယ်နေရာမှာပါအောင်သုံးချရမယ်ဆိုတာကိုကသိမှာပေါ့ okay ကာလာနဲ့ပတ်သက်ပြီးတော့ပတ်သက်လေးလေးလာကြည့်အောင်ဒါကတော့အယောင်ဆက်တာပေါ့ yellow နဲ့ orange ဆိုရင် yellow orange ထွက်တယ် red နဲ့ orange ဆိုရင် red orange red နဲ့ violet ဆိုရင် red violet blue violet ဆို blue violet
အဲ့လိုအရောင်ဆက်တာလေးလဲကိုကလိလာနိုင်ပါတယ်ပေါ့နော်3ရောင်ဆက်ရင်3ရောင်ဒုတိယပထမအရောင် main color ကိုဒီရောင်လေးကမယ်ပြီး secondary color ဆိုတာကိုသုံးချမဲ့အရောင်ကြားထွက်လာတဲ့အရောင် secondary อ่ะအဲ့ထပ်ပြီးတော့တက် color နဲ့ထပ်ရောတာထပ်ပြီးတော့တက် color ထပ်ထွက်တာလေးရှိရပေါ့ okay ဒါတော့အရောင်ဆက်ရင်ပေါ်လာမဲ့အရောင်မျိုးရပေါ့နောက်ဘာပြောရမလဲဆိုတော့ဥပမာ flower ဆိုရင်သူ့မှာပါဝင်တဲ့အရောင် color platy မတူမှာပါဝင်တဲ့အရောင်လေးတွေဒီလိုဆွဲပေါ့နော်ဒီမှာဒီအရောင်လေးနောက်ဆုံးကပါပန်းနူရောင်လေးပါရဲ့ဒီပန်းတဖြည်းနဲ့ပန်းရင်ရောင်လို့အသားရောင်လို့အဲ့လိုမျိုးလေးပါပေါ့နော်ဒီမှာဆိုရင်သူကအရောင်ကိုမှတစ်မျိုးစီပါတယ်နိုင်ဥမာဒီအရောင်အပေါ်ဆုံးကအရောင်ကြည့်ပေါ့အပေါ်ဆုံးကအရောင်ကတော့ဒီဘေးနားပန်းလေးတွေအသားလေးမှာအသုံးချတာတွေ့ရတယ်အဝါရောင်ကြဒီပန်းရဲ့အလဲဆန်တက်ဖူးမှာအသုံးချတာတွေ့ဒီပန်းနုရဒီကြားကအဲ့အဝါရောင်နဲ့အပေါ်ဆုံးကပန်းရောင်အနုကြားလေးမှာရောချဲတာအရောင်လေးပေါ့ပြီးဒီအရောင်ကကျပန်းဝါရဲ့ပြီးနားမှာရောချဲတာအရောင်ဒီခင်းရောင်ကျတော့ shade လောက်ထားပေါ့နော်အရေးအရောင်နေနဲ့သူသုံးချတာတွေ့ရတယ်okay ကာလာနဲ့ပတ်သက်ပြီးတော့မှတ်တာအရင်များမှာဆိုတော့ဒီလောက်နဲ့ပဲပြောလိုက်တော့မယ်တခြားသူများရေးဆွဲထားလဲလက်ကြည့်အောင်သူများရေးလောက်ထားလဲလက်ကြည့်အောင်ဒါတော့ color platy နဲ့ပတ်သက်ပြီးလေ့လာတဲ့အခါကျရင်ဒီလို website တွေမှာရှာပြီးတော့မျိုးလေ့လာလို့ရပါတယ် okay image done ဒီဘေးနားစာတန်းလေးတွေကဘာလဲဆိုတော့ဒီကင်မရာမှာအသုံးချတဲ့အခါကိုလိုချင်တဲ့အရောင်ရွေးရဲ့အခါကျရင်နံပါတ်ရိုက်ပြီးရေးကြရပါတော့ကင်မရာ programming သမားရဲ့ပို့တည်ပါလိမ့်မယ်ကိုဒီကင်မရာမှာကင်မရာနားလေတဲ့ language ပေါ့နော်ဥပမာကျွန်တော်တို့တည်ထားတာကအဝါရောင်ဆို yellow လို့တည်ရဟုတ်တယ်ဒါပေမဲ့ကင်မရာမှာကျတော့သူက yellow လို့တည်တာမဟုတ်ဘူးဒီအပေါ်ကရေးထားတဲ့သူကနေလေးနဲ့စာသားအရောင်ကအဲ့သူ့အတွက်ဘာသာစကားပေါ့နော်အဲ့အကြောင်းခါကျရောင်လေးပါတွေကိုသုံးလာတဲ့ခါကျ professional ဖြစ်သုံးလာတဲ့ခါကျဒီလိုအရောင်လေးရဲ့ဟောပေါ့နော်သဘောထားကိုကသိရမှာပေါ့သိရမှာဖြစ်ပါတယ်ဒီ F to 7လို့ဆိုတော့သူကအရောင်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့အရောင်တွေပါနော်ကင်မရာရဲ့နားလည်ထားတဲ့အရောင်တွေပေါ့ okay ကာလာကြောင်းတွေပြီးသွားတဲ့အခါကျရင် basic ဖြစ်မြင်းကြောင်းဆွဲတာလေ့ကျင့်တဲ့အကြောင်းပြမှာပါပြီးပါတယ် see you